Bitcoin Ethereum ဆိုတဲ့ Layer 1 project တွေကလူသုံးများလာတဲ့အချိန်မှာပြဿနာတစ်ခုဖြစ်လာတယ်။အဲ့ဒါဘာလဲဆိုတော့ transition တွေလုပ်ရတာနှေးလာတယ်။ transition fee တွေကများလာတယ်။ဥပမာ Ethereum network က busy ဖြစ်တဲ့အချိန်ဆိုရင်ငွေပို့ရင် gas fee အများကြီးပေးရတယ်။ဒီပြဿနာတွေကိုဖြေရှင်းဖို့ Layer 2ဆိုတာပေါ်လာတာပါ။ရိုးရိုးလေးနဲ့ပြောရရင် Layer 2က Layer 1 blockchain တွေကိုပိုမြန်အောင်ပိုသက်သာအောင်လုပ်ပေးတဲ့ system တစ်ခုပဲဖြစ်တယ်။နားလည်အောင်ဥပမာပေးရမယ်ဆိုရင် Layer 1 blockchain ကြီးကနှစ်လမ်းသွားလမ်းမကြီးဆိုပါတော့ကားရမ်းတက်တဲ့အခါမှာနှစ်လမ်းသွားဖြစ်တဲ့အတွက်ကြောင့်လမ်းပိတ်နိုင်တယ်။အဲ့ဒါကိုကျွန်တော်တို့ကဘေးနားမှာလမ်းနှစ်လမ်းထပ်ခင်းပေးပြီးတော့လေးလမ်းသွားလှုပ်လိုက်ပြီဆိုရင်ကားတက်တဲ့ချိန်ကျရင်လမ်းပိတ်တာတက်သွားနိုင်တယ်။ blockchain မှာလည်းအဲ့လိုပါပဲ။ main blockchain ကို Layer 1လို့ခေါ်တယ်။ဥပမာ Bitcoin တို့ Ethereum တို့ပေါ့။ Layer 2ကတော့အဲ့ main blockchain ပေါ်က wallet တွေကိုခွဲယူပြီးမြန်လုပ်ပေးတဲ့ system ပါ။အဲ့ကြောင့် transition တွေကမြန်လာတယ် fees တွေလည်းသက်သာလာတယ်။ဒါပေမဲ့အရေးကြီးတာတစ်ခုရှိတယ်။ Layer 2က Layer 1 project တွေကိုအစားထိုးတာမဟုတ်ဘူး။ Layer 1ကိုကူညီပေးတာ။အဓိက security နဲ့ data တွေက Layer 1ဆိုတဲ့ main blockchain မှာပဲရှိနေသေးတယ်။ Layer 2ကတော့အလုပ်တွေကိုပေါ်ပါအောင်ကူလုပ်ပေးရပါ